ကိုမကျွမ်းကျင်တာကိုလုံးနိုင်မယ်ဆိုရဲစိတ်နဲ့လုံးရင်းနဲ့စိတ်တွေအရင်ဆင်းရဲနေလို့ပါကိုလှုပ်ချင်တာဟုတ်ရဲ့လားလှုပ်ချင်တဲ့ဟာဟုတ်လားလှုပ်ချင်တဲ့ဟာဆိုရင်ဘလောက်စိတ်ဆင်းရဲရဲလှုပ်ချင်ဘလောက်ကြာရှုံးနေပါစေကိုလှုပ်ချင်တဲ့ဟာဆိုရင်စိတ်ဆင်းရဲတယ်လို့မြင်လှုပ်ချင်အဲ့လိုမဟုတ်ဘူးလှုပ်ရမယ့်ဟာဖြစ်နေတယ်ဆိုလို့ရှိရင်တော့အမှအဲ့လိုခံစားချက်မျိုးဖြစ်တတ်တယ်အဲ့တော့မကျွမ်းကျင်တဲ့အရာကိုကျွမ်းကျင်အောင်အရင်လုပ်လေမကျွမ်းကျင်တာကိုကျွမ်းကျင်အောင်အရင်လုပ်အောင်ကိုကျွမ်းကျင်တဲ့အရာကိုနေ့စဉ်ပုံမှန်ထိတွေ့ရနေ့စဉ်အချိန်များများထိတွေ့ရတနေ့ကျရင်ကျွမ်းလာမယ်အချလောင်းဆိုပြီးတော့တရက်ထဲနဲ့ဘယ်သူမှတော့ expert ဖြစ်မလာဘူးဖြစ်လာမှာဖြစ်လာကြအကြောင်းလည်းမရှိဘူးအဲ့တော့ expert ဖြစ်လာမှာမျိုးမဟုတ်ဘူးအဲ့တော့ကိုကကျွမ်းကျင်တဲ့အရာအချိန်ပေးရတယ်အဲ့တော့အမလက်သီးထိုးရလက်သီးမှန်လာဖို့ကအမဆက်စချင်းထိုးရင်းနဲ့လက်သီးကတန်းမှန်ပြီးတန်းအဆင်ပြေနေအဲ့လိုမဟုတ်လေတောင်တစ်လုံးမြောက်တစ်လုံးချက်ပြန်ကြီးပါထွက်လာချက်ထိုးတာချက်ပြန်ကြီးထွက်လာဆရာဆိုပြလာပြီးငါ့ကိုချက်ပြန်ကြီးလည်းထိုးတယ်အဲ့ဒါအချိန်ယူရတယ်ပြောချင်တာအချိန်ယူရတယ်အဲ့တော့အချိန်ယူပါအချိန်ယူပြီးဆက်လုပ်အောင်ဒါပေမဲ့ကိုလှုပ်ချင်တဲ့အရာဆိုရင်စိတ်ဆင်းတော့မရေးပါဘူးမလှုပ်ချင်တာမျိုးဒါမှမဟုတ် passion အားနည်းနေတာမျိုးဖြစ်နိုင်လှုပ်ရမယ့်ကိစ္စဆိုရင်တော့အချိန်ယူပြီးဖြည်းဖြည်းမှန်မှန်လုပ်ပေါ့